မလိုက်မြို့နယ်စီတော့ရွှေဘော်ကျုံမြေမြတ်စွာသာသနာပွင့်ရထားနီရွှေဘော်ကျုံဆရာတော်အရှင်စိတ်တိကကျေးဇော်နန္ဒာကြီးညိုစရာတန်ကတော့အပါ600ကျော်သီလရှင်ဆရာလေးများပါသီလရှင်ဆရာလေးများပါအေးချမ်းတဲ့ရှိတ်မြုံစီမာကြီးညိုစရာဥဝင်းနိုင်တဲ့တော်ဒီဂီမိသားစုများနဲ့တူတော်ရှင်စွာလက်တွဲညီတဲ့ဖွဲ့သားတွေစေတနာတွေဝေဖြာဖြူစွမ်းစံစိမ့်တဲ့ဝတ္ထုငွေလူရန်ဖို့ရောက်ရှိလို့လားသာသနာအလံတလူလူကုသိုလ်တွေထုံဝန်းလို့ရကုသိုလ်တွေထုံဝန်းလို့ရအောင်ပြီဟေးအောင်ပြီသာသနာတော်အတွန်းရှေဖို့ထောက်ပံ့ကြတဲ့မြတ်ကုသိုလ်ရွှေဘော်ကျုံကလူလူပွဲသမိုင်းတွင်နဲ့အောင်ပွဲလေးပါလူနဗမာတတ္တဝအပေါင်းတို့သာဓုခေါ်စေသောသာသနာတွဲလက်တွဲစို့သာဓုခေါ်စေသောစေတနာတွေရောင်ပြန်ဟန်အေးချမ်းစီမှာပါလေစေတနာတွေရောင်ပြန်ဟန်ဘဝတွေလည်းချမ်းသာပါစေမိသားစုအပွဲတွေချမ်းသာပါစေ